ရွှေလာငွေလာရွှေလာငွေလာကမုံကိုလမ်းယူတဲ့စိုက်နေတော့ပဲလားပို့ပြီးတော့ထိရောက်တဲ့ညီကိုပြပြမယ်အကျွေးတောင်းတာပဲဖြစ်ဖြစ်လက်ရွှင်ကျင်တာပဲဖြစ်ဖြစ်ရွှေလာငွေလာကမုံကိုဘယ်လိုစိုက်ရမလဲဆိုတော့ရွှေလာငွေလာကိုပိုးထဲမှာထည့်ပါတရားကိုပြုပေးပါပိုးရဲ့အောက်မှာဒီတစ်နေ့ရဲ့ပထမဆုံးရတဲ့ဝင်ငွေလက်ဦးငွေကိုနှဲငယ်ဖယ်ပြီးတော့ဦးအောက်မှာဖိထားပါဖိထားပြီးတော့နေ့တိုင်းဒီလိုမျိုးလေးပြုလုပ်ပေးပါဆိုရင်ဒီများလာတဲ့အခါကြလို့ရှိရင်တစ်ဝက်ကိုဖျားလူမယ်တစ်ဝက်ကိုဝေးစာကျွေးမယ်ပြီးရင်စင်တို့စိတ်တို့စာကလေးတို့စာကျွေးပါစာလွတ်ပေးပါအဲ့လိုမျိုးလေးလုပ်ပေးမယ်ဆိုရင်ဝင်ငွေတွေကျွေးငွေတွေပွားများလာမှာဖြစ်ပါတယ်ဒါတော့မိမိတို့ဘာသာအိမ်မှာလုပ်လို့ရတဲ့ရွှေရှင်းလွယ်ကူတဲ့ဓာတ်မြတ်နည်းလေးကိုကျွန်တော်ပြပြတာပါကျွန်တော်တို့ Logi ဆရာတွေအနေနဲ့ထပ်ပြီးတော့ Logi နီးလန်းအနေနဲ့ပေါင်းဆက်ထားတဲ့နီးလန်းလေးကိုကျွန်တော်ပြပါမယ်ရွှေလာငွေလာကမုံစိုက်တဲ့အခါမှာဒီရွှေလာငွေလာအင်ဂျက်ကလေးကိုဒီအိုးလေးတွေကိုအရင်ဆုံးထည့်ပါတယ်ဒီကျွန်တော်တို့ရိုးရေကလေးကိုတော်တင်လေးထည့်လိုက်ပါမယ်ပြီးတော့ဒီနဝရက်ကိုးပါးစိန်ထားတဲ့ပရိတ်ပထန်းရေလေးကိုကျွန်တော်တို့နည်းငယ်ထည့်လိုက်ပါမယ်မက်ဆီလေးတစ်စီးကိုဒီရွှေဆိုင်လေးကတ်လိုက်ပါမယ်ဒီရွှေလာငွေလာအိုးလေးတွေကိုထည့်လိုက်ပါမယ်အပွင့်လန်းစေးတော်ယူကိုနည်းငယ်ထည့်ပါမယ်နောက်ဆုံးပြီးသွားတဲ့အခါမှာတော့ဒီရွှေလာငွေလာကမုံပင်လေးကိုဦးထဲမှာထည့်ပြီးတော့မြင်းစော်ပြန်ရင်ကိုလည်းကြည့်ကိုလူတန်းပါလူတန်းပြီးသွားရင်တော့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့ဤတိုင်းအောင်မှာတနေ့တာကိုယ့်ရဲ့ပထမဆုံးရတဲ့ဝင်ငွေကိုအလုံးငွေလေးကိုဒီတနေ့နည်းနည်းဒီဖိတ်ပြီးတော့ဦးအောင်လေးမှာဖိထားပြီးပါဖိထားပြီးတော့ခုနကျွန်တော်ပြောသူ၃ပုံပေါ်မှာဒီတစ်ဝက်ကိုဖျားလူပါတစ်ဝက်ကိုခွေးစာကျွေးပါပြီးရင်စင်စိတ်စာကလေးတို့စာကျွေးပါစာလွတ်ပြီးပါနော်အမျိုးလေးပြုလုပ်ခြင်းအဖြစ်ပြီးတော့ဒီနေ့တာရွှေငွေလဲလာပါဒီပေါ်များစီမှာအထောက်ပံ့ဖြစ်စီမှာဖြစ်ပါတယ်အကျွေးတောင်းကိစ္စတွေမှာလည်းအဆင်ပြေပါလိမ့်မယ်ဒီမှာပြောခဲ့သလိုကိုဘာသာလည်းလုပ်လို့ရသလိုဒီလိုအလုံးကြီးစီရင်နေနဲ့ထပ်မံမုံမှန်ထားတဲ့အရာမျိုးမှာယူခြင်းလည်းရပါတယ်အားလုံးပဲစီမီကြပါလိမ့်